ပြေးတိုင်းလိုက်တိုင်းစော်ပါအောင်ကဒီကလေးပေါ့နော်သူကဘယ်လိုစော်ရလဲဆိုတော့အဲ့ဟိုလိုမျိုးဘေးလိုမျိုးပြေးအဲ့ခွေးကတယောက်တည်းကြာမျိုးမဟုတ်ပဲနဲ့တယောက်မိပါအဲ့တယောက်ကလည်းခွေးဖြစ်သွား2ယောက်ဖြစ်သွားမှာပါအဲ့ဗရန်နာအများကြီးရဲ့အဲ့ဖက်တဲ့လူကတယောက်ပေါ့နော်ပြီးရင်အများကြီးဖြစ်သွားမှာပါပြီးရင်ရန်နာနိုင်ဝိုင်းရင်တော့ပတ်စံရမယ်ချုံးဝရပတ်စံမရပါဘူးအဲ့လိုဖေးမျိုးပါဒါစော့လိုက်ရအောင်ကဲကျွန်တော်ကတော့စော့ရတယ်ဆိုတော့ကျွန်တော်စော့ဘူးရဲ့ဒီကေးကကောင်းလို့တင်ပြီးရပါစော့ခိုးရနဲ့ oh shit ကျွန်တော်နောက်တစ် game ပေါ့နောက်ကထပ် join မယ်ကွာတော့ကန်ဆယ်လာပဲကျွန်တော်ဟုတ်ပြီတော့လိုက်ဖမ်းရအဲ့ခွေးရွာလေအဲ့ခွေး2ယောက်ဖြစ်သွားမှာပြီးအဲ့ကောင်လွတ်သွားမှာမဟုတ်ဟာကောင်းတယ်တော်တော်ဆော့လို့ကောင်းတယ်ပြီးအဲ့ ability လည်းရှိရ aura ရောအဲ့အပြောင်းဆိုကိုယ့်ဘက်ကအနီအောင်လေးဆိုလိုက်ဖမ်းတဲ့လူတွေစပြီဒါကျွန်တော်ဖမ်းတဲ့လူကကျလူပုံစံအဲ့ပြေးတဲ့လူကကျလူပုံစံလေးမိုင်းရတော်တော်ကောင်းတယ်ကျွန်တော်လိုက်ဖမ်းရမှာတို့လိုက်ဖမ်းရမှာပေါ့နော်ဟာဒီကျွန်တော်အကွက်တွေလည်းရှိနေနေလေးကောင်းအဲ့နာမှာပေါင်းတယ်ဒီနားမှာပေါင်းတယ်တော့ဖမ်းနားကလည်းတိတ်မကောင်းပါဘူးဆက်စားရင်ဆိုတော့နောက်ပိုင်းမှာသူကကောင်းတာနောက်ပိုင်းမှာကောင်းတယ်မျိုးအားရမကောင်းတဲ့တစ်ခုอ่ะနော်နော်ဒါလောက်ဆိုရောဝေးရောက်သွားတူတူသွားလိမ့်မယ်ဟုတ်တော့ကျွန်တော်ကတိတ်ပြီးစကားပြောတာတိတ်မကျွမ်းသေးဘူးဘောမကျွမ်းအောင်မလို့နော်မိသွားရင်ဒီဆိုတော့ဖမ်းပါ
မေ